မင်္ဂလာပါဒီနေ့မှာတော့ကျွန်တော်တို့မြန်မာလူမျိုးတိုင်းရင်နာနာနဲ့နားထောင်ရမယ်တွေးတောဆင်ခြင်စရာဖြစ်ရတစ်ခုကိုတင်ပြပေးချင်ပါတယ်ဒါဟာတခြားနိုင်ငံမှာတွားရောက်အလုပ်လုပ်ကင်နေရတဲ့ကျွန်တော်တို့မြန်မာလူသားတွေရဲ့စီကမ်းမဲ့မှုနဲ့စိတ်လိုက်မှန်ပါလုပ်ရတစ်ခုကြောင့်အဖြစ်မဲ့တဲ့ထိုင်းနိုင်ငံသားတယောက်အသက်ဆုံးရှုံးခဲ့ရတဲ့ဖြစ်စဉ်ပဲဖြစ်ပါတယ်ဖြစ်စဉ်ကတော့ပြီးခဲ့တဲ့ဒီဇင်ဘာလ23ရက်နေ့ည9:00နာရီဝန်းကျင်မှာဖြစ်ပွားခဲ့တာပါထိုင်းနိုင်ငံချွန်ဂရီခရိုင်ဖန်တောင်ဒေသမှာရှိတဲ့စောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခုမှာဖြစ်ပါတယ်။အဲ့ဒီနေ့ကလုပ်ငန်းခွင်ထဲမှာအလုပ်သမားတွေကိုထမင်းဘူးတွေဝေငှနေတဲ့တစ်ချိန်ဖြစ်ပါတယ်။လူတွေအများကြီးအလုပ်လုပ်နေတဲ့နေရာဆိုတော့ထမင်းဘူးဝေတဲ့အခါမှာစနစ်တကျတန်းစီရမယ်အစားကျွန်တော်တို့မြန်မာလူသားတချို့ဟာငါတို့မရမှာစိုးလို့ငါတို့မလောက်မှာစိုးလို့ဆိုတဲ့အတားစိတ်နဲ့ဝိုင်းပြီးလူရတိုးဝေခဲ့ကြပါတယ်။အဲ့ဒီလိုလူရင်းရင်းအားနေမြန်မာလူသား2ဦးဟာအချင်းချင်းရံပွဲတစ်ခုစတင်ဖြစ်ပွားခဲ့ပါတယ်။ဒီနေရာမှာစဉ်းစားစရာတစ်ခုကကျွန်တော်တို့ဟာဘယ်နေရာရောက်ရိုင်းဆိုင်တဲ့အကျင့်တွေကိုမဖြောင်းနိုင်ကြသေးတာလားဆိုတာပါတယ်။အချင်းချင်းရင်ပိန်းကူညီရမယ်အစားထမင်းတနတ်အတွက်နဲ့ရန်သူလိုသဘောထားပြီးထိုးကြကြည့်ကြတဲ့အထိဖြစ်ခဲ့ပါတယ်။ဒီလိုရန်ဖြစ်နေတာကိုမြင်တွေ့သွားတဲ့ထိုင်းနိုင်ငံသားလုံခြုံရေးဝန်ထမ်းတအူးဟာစေတနာရှိထားပြီးရန်ပွဲကိုဖြန့်ဖြေဖို့ဝင်ရောက်တားဆီးခဲ့ပါတယ်။ဒါပေမဲ့ဝမ်းနည်းဖို့ကောင်းတာကရန်ဖြစ်နေတဲ့မြန်မာလူသားတအူးဟာသူ့ကိုဝင်သားရမလားဆိုတဲ့စိတ်နဲ့ဒေါဖအဟုန်ကိုမထိန်နိုင်ပဲလက်ထဲမှာပါလာတဲ့ဓာတ်နဲ့အဲ့ဒီထိုင်းလုံခြုံရေးဝန်ထမ်းကိုထိုးပစ်လိုက်ပါတယ်။အရေးပေါ်ဆေးရုံပို့ဖို့ကြိုးစားခဲ့ကြပေမဲ့တန်ရာကပြင်းထန်လွန်စားကြောင်းအပြစ်မဲ့တဲ့အဲ့ထိုင်းနိုင်ငံသားဟာအသက်ဆုံးရှုံးသွားခဲ့ရပါတယ်။ကြည်မာကိုမြမအချင်းချင်းရန်ဖြစ်တာကိုစေရနာနဲ့ဝင်သားတဲ့သူဟာအသက်နဲ့ရင်းပြီးပြန်ပေးဆက်လိုက်ရပါတယ်။အခုတော့အဲ့ဒီမြမလူသား2ဦးဟာထိုင်းအာဏာပိုင်တွေရဲ့ဖမ်းဆီးခြင်းကိုခံလိုက်ရပါပြီ။ကျောင်းရဲ့စီကံမဲမှုဒီဖြစ်ရဟာလူတမှုတစ်ခုတည်းမဟုတ်ပါဘူးထိုင်းနိုင်ငံမှာရှိနေတဲ့တိန်းနဲ့ချီရဲ့မြန်မာလူသားတွေရဲ့ဂုံတိတ်ခါကိုပါဓာတ်နဲ့ထိုးလိုက်တယ်လို့ပါပဲတူတယောက်ရဲ့စီကံမဲမှုဒေါသကိုမထိန်နိုင်မှုကြောင့်မြန်မာဆိုရင်ရိုင်းတယ်အကျမ်းဖတ်တယ်ဆိုတဲ့အမြင်မျိုးအရှိန်အဟုန်နဲ့ပြန့်သွားနိုင်ပါတယ်မိသားစုကိုလှုပ်ကြွေးဖို့တပားကျွန်းနိုင်ငံမှာတွားပြီးရုန်းကန်နေကြရချိန်မှာဒေါသချက်အတိတရားကိုရှေ့ထားကြဖို့တိုက်တွန်းကြပါတယ်။ထမင်းတနတ်ကြောင့်အသက်တစ်ချောင်းမဆုံးရှုံးပါစေနဲ့။ကိုကြောင့်ကိုနိုင်ငံသားတွေမျက်နှာမငယ်ပါစေနဲ့လို့ဆုတောင်းရင်းဒီကနေ့တင်ပြချက်ကိုဒီမှာပဲရပ်နာပါရစေ။အားလုံးပဲအတိတ်တတိနဲ့ရှင်နေကြပါစေခင်ဗျာ။